Mình the phone con on này chân nó này mọi người yêu ta lâu này tu mà hồi giờ xa xa khi đến nega coffee dài đi ở trong gió ngoài mà chill lên nhà trong phiêu yên số hiện giờ lớn lên nhà đêm nhỏ yên tất cả đều phong phú cả bao vốn chuyện nào mới nề ra tu phiêu nhà cả ta lại cool baနောက်တနေ့နောက်တရရောက်ရင်တယ်လီဖုန်းလေးခဏခဏပြောချင်အိပ်ပြီးလာနေကောင်းရဲ့လားအပြင်သွားနေလားအဲ့လိုရင်မရဖမ်းမရလေးတွေကတန်ရောစပြည့်ရင်နဲ့တို့ရင်ကျွန်တော်သူစိတ်နဲ့မိုးလေးဝင်ပြောစရာမလိုလဲသူသိနေတာတဲ့တကယ်ကိုအချိန်တိုတိုလေးတွေ့ခဏကြီးတဲ့ကသိချင်ကြတဲ့ဘူးစားရှင်တွေဝင်စားသလားAnd the other what I said, knees are put to sorry about it so get la and all but down like that and the other don't pull like that come on me I can go so do that no me think you need go back to should we see say wait and watching yet me the go ya like that everyone on you move qua Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn နဲ့မင်းတို့ပုံချောင်းကနကားလိုပါပဲငါတို့အိမ်တော်ကြီးစင်းနဲ့မင်းပပနဲ့မမားကိုပါထက်အဲ့လိုပြောတော့ကျွန်တော်ချစ်သူကကိုချီဖတ်တို့တအားပို့တာတဲ့ဟုတ်တယ်ကျွန်တော်ကအသားညိုပါတယ်လိုချင်တာခမားကိုပါပဲအာယေယူပြီးရင်မချစ်စောကဟိုတော့ကထက်တယ်ငါပဲနေရှိုးတွေသွားတဲ့ကတူလေးများနဲ့နေအိမ်မလေးစိတ်မချရင်ချင်းကမင်းပြောခိုင်းกว่าချိန်စားတွေငါမတင်ညာချင်းရိုးသားရမယ်ရင်ဒီတိတက်ဖို့ပေးပါစေသူမဟုတ်တော့ပြောခံရရင်ဒီတမှာမရှင်းတဲ့သူကပြတ်တဲ့ရင်သဘောကောင်းချက်ကတော့ဝေတန်တဲ့ရမင်းနဲ့သူကအဲ့လိုစိတ်တွေကြောင့်မိတ်ဆွေတူတွေကမြောက်ကပင်ကပေါတကယ်တဲ့သူနားမရှိတဲ့ငယ်ချင်းတွေကလွှဲရင်တယောက်မှချင်းကမကောင်းခဲ့ထားပါတော့ Hey တဲ့ရတာပေါ့တဲ့ညာတာရှက်မင်္ဂလာပွဲကြမှာမင်းကောင်းဖို့ပန်းနဲ့ကျဲချမှန်းတော့စင်တန်းနဲ့မညီမြောက်မှုခဏသေးကြမတွေ့ခင်ဒီဘောတစ်ခုစားလေးမှာနေနဲ့တူမှာပြစောက်ချင်တာမိသားစုကပါလဲပါရှိတဲ့ခါတိတ်ချကြတဲ့ပူစားရှင်တွေဝင်စားသလားတန်တရားဘဝတိုင်းဆက်ဆံနီးစပ်ဖို့အတွက်သစ္စာတွေပါဆိုခဲ့သလားအော်ဘကောင်းလိုက်တာဗျာတန်တရားကတော့ပို့လိုက်တာလားဘာမှမေးဟာကန်ကောင်းဆုံးလူသားလုံးမတငယ်ချင်းတွေကိုပတ်ချွာရှင်ဝေးစီစိန်တွေထက်တံပိုးချင်းရဲ့တဲ့မြေတပြားကိုရလိုက်တာဘယ်ဘဝလုံးငြိမ်းချမ်းလို့ပါကွာဒီရဲ့ချင်းမင်းဘုနာမှာနေခွင့်ပြုပါတနာရှိတဲ့ကတိတ်ချကြတဲ့ပူစားရှင်တွေဝင်စားသလားတန်တရားဘဝတိုင်းဆက်ဆံနီးစပ်ဖို့အတွက်သစ္စာတွေပါဆိုခဲ့သလားအော်ဘကောင်းလိုက်တာဗျာတန်တရားကတော့ပို့လိုက်တာလားဘာမှမေးဟာကန်ကောင်းဆုံးလူသားလုံးမတငယ်ချင်းတွေကိုပတ်ချွာရှင်ဝေးစီစိန်တွေချက်တံပိုးချင်းရဲ့တဲ့မြေတပြားကိုရလိုက်တာဘယ်ဘဝလုံးငြိမ်းချမ်းလို့ပါကွာဒီရဲ့ချင်းမင်းဘုနာမှာနေခွင့်ပြုပါ